Hello မင်္ဂလာပါဒီနေ့တော့မူစီစိန်လေးလုပ်ပါမယ်မူစီစိန်ကတော့မခတ်ပါဘူးအရန်လွယ်ပါတယ်စီရဲ့စနွင်းရဲ့ကျွတ်တုံဖြူရဲ့စီတက်စီကတော့နည်းနည်းလေးများမယ်ပေါ့နော်စီတက်ပြီးသွားပြီဆိုရင်အဲ့ဒီနေရာမှာစနွင်းမထည့်ချင်လည်းရပါတယ်အရောင်ကြိုက်တဲ့လူတွေကတော့မထည့်ပါနဲ့စီတက်ပြီးသွားပြီဆိုရင်ကျွတ်တုံဖြူချော်တွေကိုဖယ်ထားမယ်ဖယ်ထားပြီးအဲ့ဒီစီနဲ့မိုးရေးဆေးပြီးတော့ညစ်ထည့်မယ်ထည့်ပြီးတော့ဒီတိုင်းလေးပဲကြော်မယ်ပေါ့နော်မွေးနဲ့ရေတွေခမ်းပြီးတော့ရေထွက်လာပါမယ်အဲ့ဒါဆိုရင်ကိုကအစိုးကြိုက်တဲ့ဆိုရက်လိုက်လို့ရပါတယ်အကျို့ကြော်လည်းရပါတယ်ကျမကတော့ဒီ66လေးပဲကြော်လိုက်ပါတယ်အဲ့ဒါပြီးတော့ဒီကြက်ခန်းလေးမှာခုနဖယ်ထားတဲ့ကျွတ်သွန်ဖြူကြော်လေးရယ်စားလေးရယ်ပေါက်လိုက်မယ်ဆိုရင်ရပါပြီအဲ့ဒါပြီးတော့ပြန်မွေးမယ်ဒါကတော့ကျမလိုချင်တဲ့အနေထားလေးပေါ့နော်66လေးဟိုစီစဉ်ချိုချက်ပါပြီဒီနေရာမှာမာလာရတာကြိုက်တဲ့လူတွေကမာလာနယ်လေးနဲ့နယ်လိုက်အောင်ပါပဲเนาะအေးသွားပြီဆိုရင်အပိတ်ပါတဲ့ပူလေးထဲမှာထည့်ပါထည့်ပြီးသွားပြီဆိုရင်ရေခဲတက်တာထဲမှာထားပြီးတော့လိုတလောက်စားလို့ရပါပြီဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်